င်လေးလာပို့ရဆိုရင်တော့ငါလည်းကြိုက်တာပေါ့ရင်တချို့ဆိုရင်လေတအားပြောင်းတာသိလားမသိရင်လေဝါသနာပါလို့လေတယ်လီဗာရီလာလုပ်နေတဲ့ဆိုင်နဲ့ရုပ်တင်မကောက်အပြောရလဲအရန်ကောင်းတယ် ညီမလေးကဝိတ်ချင်တယ် ဟုတ်ကဲ့ ရှော့ဒါညီမလေးတို့ပန်းစည်းလေးလာရနော် ရှင် ဒီပန်းစည်းလေးရဲ့အထိပ်ပဲရတော့ညီမလေးကအမြဲတမ်းပြုံးပျော်လန်းဆန်းနေပြီးတော့ကိုယ့်ဘဝကိုမှုှေးကြိုင်နေစီမှမှုလို့ပါကွာစင်တာရညီမလေးကကိုယ့်ဘဝရဲ့ပန်းကလေးဖြစ်ပေးပါဦးတဲ့ ဟင် ညီမလေး3000ကြပါတယ် အေးမကောင်းတာတော့ဟဲ့ကြည်နူးနေပြီဆိုမှသတင်းဆိုရေးကြားလိုက်ရတာပဲ ပေးခိုင်းလိုက်တာဆို ဟုတ်တယ်ဒါပေမဲ့ကတ်ဆွန်လေးကိုအဲ့မှာရေးထားရလေ ရဒီမဲ့3000သေချင်းစိုး